ဒီနေ့ပေါ့နော်ဒီ double software လေးကို download ပြီးပြီးဒီနေ့ပေါ့နော်အကောက်ဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်လာပြောပြပေးမယ်နော် software လေးကိုတစ်ဆက်နှိပ်လိုက်မယ်နော်နှိပ်ပြီးတော့ဒီလိုမျိုးမျက်နှာပေါ်လာမယ်နော်အကောက်နေရာမှာလာမယ်လာပြီးသွားလို့ရှိရင်ပေါ့နော်အကောက်နေရာကိုနှိပ်မယ်နော်ဒီနေရာမှာဘာသာစကားမပြောင်းရသေးဘူးဆိုရင်ဘာသာစကားတော့ပြောင်းတော့ပြီးတော့ဒီနေရာမှာကျွန်တော်တို့အကောက်ဖွင့်မယ်နော်ဖွင့်ပြီးသွားလို့ရှိရင်ဒီ sync up ကိုနှိပ်မယ်နော် sync up နေရာကိုနှိပ်မယ်ကျွန်တော်တို့ဖုန်းနံပါတ်နဲ့ဖွင့်မလား Gmail နဲ့ဖွင့်မလားပေါ့နော်Gmail နဲ့ဖွင့်မယ်ဆိုရင် Gmail ကိုနှိပ်ပြီးတော့ဒီနေရာမှာမြန်မာအလံကိုရွေးဒီနံပါတ်1ကျောင်းမှာ Gmail ထည့်မယ်နော်ဒီနေ့ကတော့ကျွန်တော်ဖုန်းနံပါတ်နဲ့လာဖွင့်ပေးမယ်နော်ဖုန်းနံပါတ်ကိုနှိပ်မယ်ဒီမှာကတော့ကျွန်တော်တို့နာမည်ထည့်မယ်နော်နာမည်ဆိုတော့ကျွန်တော်နာမည်ထည့်မယ်နော် Okay ပြီးရင်ပေါ့နော်မြန်မာပြည်သားတွေကနာမည်တူတာများတယ်နော်အဲ့ဒါကြောင့်အဆက်လေးတွေပါလေးခံလိုက်တာအရန်ကောင်းတယ်နော်ကျွန်တော်ကတော့ဒါလေးထည့်လိုက်မယ်နော်โอเคပြီးတော့ဒါလေးထည့်လိုက်မယ်နော်ပြီးတော့ဒီနေရာမှာဖုန်းနံပါတ်လေးထည့်မယ်နော်ဒီနေရာမှာဖုန်းနံပါတ်လေးထည့်မယ်နော်ဒီဟာဖုန်းနံပါတ်ထည့်ပြီးတော့ဘယ်နော်နံပါတ်3ကျောင်းမှာမထည့်နဲ့အောင်နော်ဒီနေရာလေးမှာဗာထည့်ရမလဲဆိုရင် NYUNT ခွန်စစ်ကိုဒီဒါထည့်ရမယ်နော်ပြီးရင်အမတ်ချစ်မယ်ဒီနေရာလေးကိုအမတ်အရင်ချစ်မယ်အပေါ်သွန်းတင်မယ်နော်အပေါ်သွန်းတင်မယ်နော်သွန်းတင်ပြီးတော့ဒီအနီရောင်လေးကိုနှိပ်မယ်ပြီးမှပေါ့နော်ကျွန်တော်တို့ဒီ cash OTP ကိုတစ်ဆက်နှိပ်မယ်နော်နှိပ်လိုက်မယ်โอเคခဏလေးစောင့်မယ်နော်ဒီလိုမျိုးအမတ်စစ်ပြီးဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်မှာ OTP ကြလာမယ်ဒီမှာကြလာပြီနော်နှစ်ဆောင်စစ်တင်းနှစ်တစ်ပေါ့နော်ဒီအလဲဒီနံပါတ်3ကျောင်းမှာထည့်မယ်နော်နှစ်ဆောင်စစ်တင်းနှစ်တစ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဗာလဲရမလဲဆိုရင်ဒီအနီရောင်လေးကိုနှိပ်မယ်နော်နှိပ်ပြီးတော့ဒီလိုမျိုးမျက်နှာရလာလို့ရှိရင်ကျွန်တော်တို့ Facebook ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ရွေးလိုက်မယ်နော်ကျွန်တော် TikTok ရွေးလိုက်မယ်ပြီးလို့ရှိရင်ဒီအနီရောင်လေးကိုနှိပ်မယ်နော်โอเคနှိပ်ပြီးသွားလို့ရှိရင်ခဏစောင့်မယ်နော်ခဏဆောင်မယ်သူ low web ကုန်းနံပါတ်ဖန်တီးတဲ့နေရာပေါ်လာမယ်နော် low web ကုန်းနံပါတ်ဖန်တီးတဲ့နေရာမှာဆိုရင်အင်္ဂလိပ်စာလုံးအကြီးပါရမယ်စာလုံးအသေးပါရမယ်ကဏ္ဍလုံးပါရမယ်အဲ့ဒါကြောင့်စုစုပေါင်း6လုံးဖြစ်ရမယ်နော်ဒါဆိုရင်ကျွန်တော်ဥပမာထည့်ပြမယ် A အကြီးရဲ့ ABC ပေါ့နော်ပြီးလို့ရှိရင်ကဏ္ဍလုံးဆိုတော့1 2 3ပေါ့နော်ဒီမှာမျက်လုံးဖွင့်ကြည့်လို့ရတယ်နော်မျက်လုံးဖွင့်ကြည့်လို့ရတယ်နှစ်ကြောင်းစလုံးတူရမယ်နော် ABC 1 2 3အဲ့လိုမျိုးပေါ့နော်โอเคနှစ်ကြောင်းစလုံးတူသွားပြီဆိုရင်တူပါဒီမှာ5ကြောင်းလုံးအမှတ်ချစ်သွားပြီနော်ဒီတော့အနီရောင်လေးကိုနှိပ်လိုက်မယ်နော်ခဏလေးစောင့်မယ်နော်โอเคအနီရောင်လေးနှိပ်ပြီးသွားလို့ရှိရင်ပေါ့နော်အမှတ်ချစ်သွားတယ်ဒီမှာကျွန်တော်တို့ရဲ့အကောက်ရလာပြီနော်ဒီလိုမျိုးအကောက်ရလာပြီဆိုရင်ကျွန်တော်တို့ရိုးအကောက်ဖွင့်လို့ပြီးသွားပြီပေါ့နော်โอเคကျွန်တော်တို့ကိုပိုင်အကောက်လေးရစင်တယ်ဆိုရင်ဘယ်လိုလုပ်ရမှာလဲဆိုရင်ဒီနေရာလေးမှာ update you account ဆိုတဲ့နေရာလေးကိုတစ်ဆက်နှိပ်လိုက်เนาะဒီထဲမှာရှိတဲ့ promotion လေးတစ်ခုကိုဝယ်သုံးသွားတာနဲ့ပေါ့เนาะတစ်ခုကိုဝယ်သုံးသွားတာနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ account ဒီပတ်စံအိတ်တွေဒီ mine code တွေပေါ်လာမယ်ကျွန်တော်တို့ရဲ့ code နဲ့ software တောင်းသွားတဲ့သူအားလုံးပေါ့နော်ဈေးဝယ်သုံးတဲ့အခါကျရင်ကျွန်တော်တို့ commission ခါရတယ်နော်